တော်ရီမှာဆိုရင်ထင်းတွေခုတ်ကြတယ်မလားထင်းခုတ်တဲ့လူကတစ်ပင်စိုက်တဲ့လူတက်ပုံများတယ်အများကြီးပုံများတယ်နိုင်ရှင်လို့မရအဲ့ဒါကြောင့်ခုတ်เสียတစ်ပင်မကြိုင်ကုန်တော့တစ်ပင်စိုက်တယ်ဆိုတာစိတ်ရှည်မှသူကစိုက်နိုင်တာကိုယ့်ရဲ့တစ်သက်မှာဒီတစ်ပင်ကိုအသုံးပြုနိုင်မှအသုံးပြုနိုင်ခြင်းမှာအသုံးပြုနိုင်အဲ့တော့ငါပြီးရင်ပြီးရောပဲဒီတထက်စာသမင်းချက်ရရင်ပြီးရောပဲဘယ်နဲ့ရသမင်းချက်ရင်ပြီးရောအဲ့ဒီလိုအတ္တဝါဒမျိုးအတ္တအမြင်မျိုးနဲ့ဆိုရင်ခန္တီတရားကြီးပွားနိုင်ပါမလားမကြီးပွားနိုင်ဘူးအများအတွက်နောက်ပြီးတော့ရေရှိအတွက်အမျိုးမြင်ရှိတဲ့ပုဂ္ဂိုလ်ကြမှာတစ်ပင်တွေစိုက်တယ်ငါတို့မစားရရင်လည်းငါတို့သားသမီးတွေမြေမြစ်တွေစားပါစေအသုံးပြုရပါစေထင်းဖြစ်သုံးပြုရပါစေဆိုတဲ့အနတ္တအခြေခံတဲ့စိတ်ထားမျိုးအဲ့စိတ်ထားမျိုးနဲ့မှတစ်ပင်စိုက်တယ်